ဘာဖြစ်သွားလဲ MacBook Air MacBook Air setting ကျန်ကျန် MacBook Air လေးက Windows ဖြစ်သွားပါတယ်ခင်ဗျာ Windows ဖြစ်သွားပါပြီခင်ဗျာ Windows ကျွန်တော် လုံးဝ တော့ကွာချင်းကကျွန်တော်ဘုံပြောရအောင် လုံးဝမသုံးတတ်တော့တဲ့အနေထားမို့လို့ Windows Windows ချိန်မဲ့စားဟိုကချိန်ပါလား Linux တို့ Linux ကိုဘယ်လိုချိန်ပါလဲ ဆိုဝဲကောက်ထည့်လိုက်ပါအဲ့ file ထည့်လိုက်ပါ လာပြင်းပြီရဲ့အပေါ်ရန်ချိုးလေးလာပြောတယ်အောက်ရင်းကနေဒီနေ့တောင်မှမသုံးတတ်လို့ပြောပြီဝယ်ကြတော့ဒီလိုဟာလေးကိုဖြောက်တာတောင်ဘေးနာလိုက်ချနေဘေးနာမှာလဲလို့လိုက်ချရပါဆို Linux ကအတူတူပဲလေ Windows နဲ့သုံးပုံသုံးနည်းပဲกว่าပါလေ ဟုတ်တယ်โอเคရပြီကိုဟာနဲ့ကိုဒီလမ်းပေါ်အထိရောက်သွားပြီဒါပဲဆက်လုပ်တော့မယ်အေးဟုတ်ပြီ